တပွဲကို1000 3ခုပါတယ်အဲ့တော့ငချိတ်တို့ဘာလို့တော့မပါသေးဘူးမဟုတ်ပေါင်းမှာကအမတို့ကအုံးယိုပဲယိုပဲစိမ်ပြောင်းမှုထညက်အဲ့လိုမျိုးထည့်ရတဲ့အစာ5မျိုးရှိရယ်နောက်ပြီးတော့ကျတော့ဆန်မုတ်ပေါင်းနဲ့ကောင်းချင်းငချိတ်မုတ်ပေါင်းဆိုပြီးတော့ပေါ့နော်အဲ့လိုလေး2မျိုးလေးခွဲထားတယ်4နာရီလောက်ဆိုတော့အစင်သင်းဖြစ်ပြီပေါ့ရောက်တာတော့3နာရီခွဲလောက်ဆိုရောက်တယ်4နာရီလောက်ဆိုတော့အစင်သင်းဖြစ်ပြီညဘက်ကိုခွန်ခွဲ8နာရီလောက်ပြီးတော့ရှိပါတယ်ကိုဘာသာကိုဘာလို့ကြိတ်ဖြစ်လဲဆိုတော့ဒီစိတ်တိုင်းမကြတာပေါ့နော်အဓိကကိုကကောင်းချင်းငချိတ်ကလည်းတုံးတဲ့ခါကျတော့ဒီကောင်းချင်းငချိတ်ကအမဲနဲ့ဒီဆန်နဲ့ရောသွားတဲ့ခါကျရင် customer တွေကတိတ်မကြိုက်ဘူးပေါ့တချို့ကြလဲဆန်တွေကိုကိုဘာသာကိုကြိတ်တာလားအဲ့လိုမျိုးဆိုတဲ့ခါကျနောက်ပိုင်းကျတော့ကိုဘာသာကိုပဲဝယ်ပြီးတော့ကြိတ်တာပို့အဆင်ပြေမယ်ဆိုပြီးတော့ဝယ်ပြီးတော့ပဲကြိတ်ဖြစ်လိုက်တာ9လပိုင်း6ရက်နေ့ဆို2နှစ်ပြည့်ပြီအရင်ဆုံးစရောင်းလာတော့ဒီတမိုင်းပေါ့နော်ဒီတခြားလေးမှာပေါ့ဒီလိုပဲတွန်းရင်းနဲ့ရောင်းဖြစ်တယ်ပေါ့ဘယ်ရင်အောင်ပွဲရုံမှာရောင်းဖြစ်တယ်အမတော်တော်လေးအားပေးကြရပေါ့နည်းနည်းရာသီဥတုလေးနည်းနည်းပူလာတယ်နောက်ကိုကလည်းမနက်ပိုင်းတော့လည်းမရောင်းနိုင်တော့ဘူးပေါ့နော်မရောင်းနိုင်တော့တဲ့ခါကျညနေပိုင်းလေးပြောင်းမယ်ဆိုပြီးတော့တခါအမတို့ဟိုပေါ့တန်လန်းအဲ့မှာတွားရောင်းဖြစ်တယ်ပေါ့နော်ပို့ပြီးတော့အဲ့လိုပေါ့ရောင်းချင်တာပေါ့နော်အဓိကရောင်းချင်တော့အမတို့လှဲတန်းကိုတက်လာတယ်ပေါ့လှဲတန်းမှာရောင်းဖြစ်တယ်အဲ့လှဲတန်းနေပြီးတော့အခုဒီစမ်းချောင်းကိုရောက်လာပေါ့ကျောင်းတော်ဈေးဘယ်လောက်နဲ့စားရအောင်ဘယ်လောက်နဲ့စရောင်းလဲဆိုအမောက်1000နဲ့စရောင်းလားတပွဲကို1000 3ခုပါတယ်အဲ့တော့ငချိတ်တို့ဘာလို့တော့မပါသေးဘူးပေါ့ငချိတ်ကတော့ဟိုဟာမှဒီတန်လန်းကိုစားရောက်တဲ့အချိန်ကျတော့မှပဲငချိတ်ပါတယ်ပေါ့ဟိုစမ်းခဲ့ရတဲ့ဆန်လေးတွေကတော့အများကြီးပဲအမျိုးပေါင်း20 30လောက်စမ်းပြီးတော့မှလေဒီဆန်လေးတွေကပို့ပြီးတော့အဆင်ပြေတယ် customer တွေနဲ့လည်းဟိုစားတာအဆင်ပြေတယ်ပေါ့နော်အရင်မှမသွားဘူးဆိုပြီးတော့ဒီဆန်လေးပဲရွေးပြစ်သွားတာပထမဆုံးဆန်နောက်ပြီးတော့ဒီကောင်းချင်းငချိတ်ပေါ့နော်အဲ့ဒီဟာလေးတွေကိုကြာအရင်ဆုံးရေဆေးတယ်ရေဆေးပြီးသွားလို့ရှိရင်လှမ်းတယ်ပေါ့နော်လှမ်းတယ်ပြီးသွားလို့ရှိရင်တော့ဟိုဟာကြိတ်ဆက်ဆန်ကြိတ်ဆက်နဲ့ကြိတ်တယ်ပေါ့တမျိုးချင်းစီကြိတ်တယ်ပြီးသွားတဲ့ခါမှာတော့ကြိတ်ပြီးသွားရင်တော့ဒီ
တချို့မညက်တာတွေပါမှာဆိုလို့စကားလေးနဲ့ပြန်စစ်တယ်ပေါ့နော်စကားနဲ့စစ်ပြီးသွားလို့ရှိရင်တော့ရေနဲ့ပေါ့ထည့်ပြီးနေလိုက်တယ်နေတဲ့ခါမှာလည်းရေများသွားလို့ကလည်းအဆင်မပြေဘူးနေလို့ကလည်းအဆင်မပြေတော့ဟိုအနေထားလေးပေါ့နော်ဟိုလက်နဲ့စုပ်လို့ရတဲ့အနေထားလောက်ကိုပဲအဲ့လောက်လေးနဲ့ပဲရေပမာဏနဲ့နေလိုက်တယ်ခဏနေညမုတ်ပေါင်းမှာကအမတို့ကအုံးယိုပဲယိုပဲအစိမ်ပြောင်းမှုထညက်အဲ့လိုမျိုးထည့်ရတဲ့အစာ5မျိုးရှိရယ်နောက်ပြီးတော့ကျတော့ဆန်မုတ်ပေါင်းနဲ့ကောင်းချင်းငချိတ်မုတ်ပေါင်းဆိုပြီးတော့ပေါ့နော်အဲ့လိုလေး2မျိုးလေးခွဲထားတယ်ကိုဘာသာကိုထွင်လိုက်တာကတော့ဟိုပါပေါ့ဟိုအဓိကတော့ဒီဆန်ပဲမဟုတ်ဘဲနဲ့ငချိတ်လေးကိုလည်းအဲ့လိုစားစေချင်တာအဓိကငချိတ်နဲ့လည်းရတယ်ဆိုတာမျိုးဟိုသူတို့စားစေချင်တာအဲ့လိုနဲ့အဲ့ငချိတ်လေးကိုထည့်ပစ်တယ်နောက်ပြီးတော့သူတို့တွေကနေပြီးတော့ပြောတယ်ငါတို့ကပဲအစိမ့်လေးနဲ့စားကြတာအချိုနဲ့ကြောင့်ငါတို့မတည့်ဘူးဒါမှမဟုတ်လဲတချို့ကြောင့်အစိမ့်မှကြိုက်တာငါတို့နေမှာဆိုရင်ဒီလိုမျိုးပဲလေးနဲ့စားရတာဆိုတာမျိုးပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုပဲအစိမ့်လေးထည့်ပစ်တယ်နောက်ပြီးတော့ပြောင်းမှုကတော့ကောင်းရင်းနဲ့လိုက်ဖက်တယ်ဆိုပြီးတော့ကိုစားကြည့်ကိုဘာသာကိုလှုပ်ရှားရင်းနဲ့ကိုကြိုက်လို့ထည့်တယ်ပေါ့နော်ပြီးတော့နောက်တချို့ customer တွေကကြတော့ငါတို့အညာမှာဆိုရင်ထညက်နဲ့စားတယ်ပေါ့နော်နဲ့ဒီသူတို့စားစီခြင်းနဲ့ထညက်ကိုအတက်နိုင်ဆုံးပေါ့နော်အတန့်နေအောင်လို့ရှာပြီးတော့အဲ့လိုကြံထညက်လေးသုံးပြီးတော့အဲ့လိုလေးထည့်ပစ်တာပေါ့သူတို့ပြောလိုက်တဲ့ဟာကိုချက်ချင်းမလုပ်ပေးနိုင်တော့မှတဖြည်းဖြည်းချင်းလေးနဲ့ပေါ့နော်အဖြူနဲ့ဆိုလို့ရှိရင်က4ခုပါတယ်3တောင်ပေါ့နော်ငချိတ်နဲ့ကတော့3ခုရတယ်3တောင်ပေါ့အကယ်လို့မှသူတို့တွေရဲ့စိတ်ကြိုက်ပေါ့အဖြူလဲစားခြင်းနဲ့တချို့ကြောင့်ငချိတ်လဲစားခြင်းနဲ့ဆိုလို့ရှိရင်2ခုစလုံးပေါ့နော်အဲ့လိုလေးလိုချင်တဲ့လူတွေရှိရင်တော့သူတို့တောင်းဆိုတဲ့အတိုင်းအဲ့လိုဖြူ2ခုငချိတ်2ခုအဲ့လိုလုပ်ပေးရဆိုတော့3500ယူပါတယ်အဲ့လိုလေးတော့ဟိုနှမ်းတောင်းလုပ်ပေးတယ်ပေါ့နော်နောက်နှမ်းတောင်းဆိုလို့ရှိရင်လည်းဟိုတေချာလေးလုပ်ပေးတယ်ပေါ့နှမ်းတောင်းလေးနဲ့ထည့်ပြီးစားလို့ရအောင်ပေါ့တချို့ကြောင့်နှမ်းတောင်းအရင်ကြိုက်တဲ့ခါကျတော့နှမ်းတောင်းလေးနဲ့တွဲပြီးစားလို့ရအောင်ပါနှမ်းတောင်းလေးပါထည့်ပေးထားတယ်4နာရီလောက်ဆိုရင်တော့အစင်သင်းဖြစ်ပြီပေါ့ရောက်တာတော့3နာရီခွဲလောက်ဆိုရောက်တယ်4နာရီလောက်ဆိုရင်တော့အစင်သင်းဖြစ်ပြီညဘက်ကိုခွန်ခွဲ8နာရီလောက်ပြီးတော့ရှိပါတယ်အများတန်းလေဟိုကိုဘယ်နေရာမှာပဲတွေ့ဘယ်မှာရောင်းခဲ့တာဆိုပြီးတော့အဲ့လိုပေါ့သတိတရားနဲ့ဝယ်စားကြတယ်ပေါ့နော်အဲ့တော့လည်းအရင်ကျေးဇူးတင်တာဒီလိုအောင်ဆက်တယ်အားလေးရဆောင်း5ခု
ညောင်းရချက်တော့ပဲအစိမ့်မို့ကြအညာမမှားတယ်စစ်ကိုမှားတာပေါ့ကြီးနေစားမြကတော့ရှမ်းခောက်ဆွဲရယ်တိုးဘူးနွေးရယ်မိရှိရယ်ပေါ့ထောင်းထဲမှာဆိုတော့တမွေးထောင်းရယ်မိရှိထောင်းရယ်အများစားလို့ရအောင်ပေါ့နော်1500ဆိုလဲစားပြော်ရယ်ပေါ့နော်ခန်းကြည့်ပြီးတယ်ရောင်တင်မှုတ်ရယ်စီရယ်ပေါ့လိတ်နေအောင်နှိပ်ပြီးသွားလို့ရှိရင်စက်သားထည့်မယ်ကောင်းမုံလေးနဲ့ဖြောပေးပါလေးဖြစ်သွားအောင်ဒီငွေရမှာပေါ့ညောင်းရချက်တော့ပဲအစိမ့်မို့ကြအညာမမှားတယ်စစ်ကိုမှားတာပေါ့ကြီးရကောကတော့တိတ်မတုတ်တယ်လာရေးနည်းနည်းလေးရောလိုက်သူ့အချိန်မေးရမချစ်တာတော့ကော်မုံပေါ့နော်သူကဒီကော်မုံမထည့်ရင်လည်းအစင်ကမပြေဘူးတို့ဘူးနွေးကြတွတ်လေးမနေဘူးပေါ့နော်သူ့ဒါရေတော့ဝိုင်းပေါ့နော်တို့ဘူးကြော်ကတော့ရေသိမ့်မထည့်ချင်းမုတ်ရယ်ကြားရယ်နာကြတော့ဒီရန်ကုန်နဲ့မတူတာကြတော့ရိုးရဲငပိအပြစ်ကိုပေါ့နော်ညီမကထောင်းတာဆိုတော့သူများနဲ့မတူဘူးပေါ့နော်ဒါမပါဘူးဒါပေမဲ့ပစွန်ကြောက်ရငပိရပါတယ်ဘွဲကိုထောင်းလိုက်ရအမေမလို့နဲ့အစိမ့်ထည့်တာပေါ့နော်အများစားလို့ရအောင်ပေါ့နော်1500ဆိုလဲစားပြော်ရပေါ့နော်တော်တော်များများကနောက်ပိုင်းကျပိုတိရပေါ့နော်မိရှိထောင်းဆိုဒါပေမဲ့စားဘူးရဲ့သူကတော့အမြဲတမ်းလို့စားတယ်ပေါ့နော်ဟုတ်ဒီရကြက်ရိုးရယ်ပြီးရင်ဂျင်းရယ်ကြက်သွန်ပြူရယ်ကျူထားပေါ့ဆိုင်းချုံမုံရယ်တို့ဘူးနွေတယ်ပေါ့နော်သူ့ရဲ့ရှမ်းခောက်ဆွဲတစ်ခါစားများကတော့ရှမ်းခောက်ဆွဲရယ်တို့ဘူးနွေးရယ်မိရှိရယ်ပေါ့တိုင်မာရတာကရှမ်းခောက်ဆွဲကိုစံစည်းရတယ်စံဖွဲရတယ်အဲ့ဒါကမှအတုပ်လေးရရအရေးလေးရမိရှိကိုလည်းကျိုင်းတုံမိရှိရလည်းအတုပ်လေးရရအရေးလေးရပြီးရင်ထောင်းလေးရပါတယ်ဟုတ်ပြီးရင်ခောက်ဆွဲတုပ်တို့ကြာစံတုပ်တို့ထောင်းထဲမှာဆိုတော့တမွေးထောင်းရယ်မိရှိထောင်းရယ်ပြီးတုပ်ဘူးတုပ်လက်ပြားတုပ်လေးရပါတယ်ဟုတ်ဟုတ်ဒါကတော့ဆန္ဒတုပ်ဘူးနွေးလို့ပဲပေါ့နော်တုပ်ဘူးနွေးထဲပြစ်လေးနဲ့ဟိုဟာကြိုးပြီးတော့ပေါ့အတုံးလေးလုပ်ပြီးတော့ပြန်ကြောဖြစ်ပါတယ်ဟုတ်စီပူလာရင်ထည့်လို့ရပါပြီအကျုပ်ကပိုးရောင်းရတယ်ပြီးရင်တစ်ခုကကြတော့ညီမကြတော့စားကနီးလို့ရှိရင်တစ်ခါပြန်ပြီးတော့နှွေးပေးတယ်ပူပူလေးစားလို့ရပါပေါ့ထောင်မှာ9ခုပါတယ်တစ်ခု200လုံးနဲ့ရောင်းတာပေါ့နော်မကြီးရယ်နှမ်းရယ်ထညက်လေးရယ်ငရုတ်ဒီဇိန်းလေးရယ်ပေါ့နော်မှုံမွေးလေးနဲ့စားလို့ကောင်းတော့ပြီလားတို့တာတော့မိုးကောင်းပါမယ်၊ဇပလင်ပါမယ်၊ကျင်းပါမယ်၊ကြက်သွန်ပါမယ်။နူးအောင်လို့တမယာသီးထည့်မယ်။ဒီမှာဆိုင်ထောက်မယ်။အားစိတ်ဆို2000။ဒီမှာဆိုင်သမင်းနဲ့2000။အဲ့9နာရီကျော်ပေါ့။ကြာတော့9နာရီတော့ကျင်းလို့ကျန်းလို့ပေါ့။ဒါပြော။တာဒါဒီသမားတွေညာတော့။ဒီသမားတို့အဲကသမားတို့ဒဒီတို့သမင်းနဲ့2000မှုဆိုတော့လည်းအဲ့ဒီ
ချင်းရကိုယ့်ဆက်တာ ဟုတ်ကဲ့ မကြီးနေတာတကြားနဲ့ မကြီးရထင်းရက်ကုန်ပေါ့ ဟော ရုပ်စီ ဟုတ် ဘာလို့ဘယ်နဲ့ပြန်ဟိုကျောင်းဟိုင်းကားတယ်တော့9နာရီသိန်းတာဆိုတော့9ပဲတစ်ခွက်8ပိတ်တာ နောက်နေ့တိုင်းတော့တော့မရဘူးတက်ပြက်သွားအောင်ညရက်ပြက်အဲ့တော့မနေ့ကလေးထားကလေးအစိုးရနိုးရက်တည်ရပါရက်နည်းပဲရှိအလူချိုးနေတယ်ဒါဒီ အဲ့ကောင်ဘာမှမပေါ့ဘာမှမပေါ့ကွာသူကဆိုအေးလေးဝယ်ကွာဘုံမော်လီပေါင်းမိုးဝယ်သွားပြီးပြန်သွားဘာမှမပြောအဲ့တော့ငါတို့ကဘာလို့မှမသိဘူးအာခက်ဆဲလူတွေပြရတယ်အဲ့ကောင် အဲ့တော့ချင်းရုပ်ပဲ ခင်ဗျာဆိုရင်တော့အဲ့လိုဆန္ဒပူး ညောင်းရချက်တော့ဘဲအစိမ့်မို့ကြအညာမမနာစစ်ကိုမှာတာပေါ့အကြီးကြီးစားမြကတော့ရှမ်းခောက်ဆွဲရယ်တိုးဘူးနွေးရယ်မိရှိရယ်ပေါ့ထောင်းထဲမှာဆိုတော့တမောကြီးထောင်းရယ်မိရှိထောင်းရယ်အများစားလို့ရအောင်ပေါ့နော်1500ဆိုတော့လေစားပြော်ရယ်ပေါ့နော်ခန်းချစ်တီးတယ်ရောင်တင်မှုတ်ရယ်စီရယ်ပေါ့လိတ်နေအောင်လိတ်ပြီးသွားရလို့ရှိရင်စက်သားထည့်မယ်ကောင်းမုံလေးနဲ့ဖြောပြပါလေးဖြစ်သွားအောင်ထိမှုရမှာပေါ့ညောင်းရချက်တော့ဘဲအစိမ့်မို့ကြအညာမမနာစစ်ကိုမှာတာပေါ့အကြီးရကောတော့တိတ်မတုတ်တယ်လာရင်းနေနေရောလိုက်သူ့အချိန်မေးရမချစ်တာတော့ကော်မုံပေါ့နော်သူကဒီကော်မုံမထည့်ရင်လည်းအစင်ရမပြေဘူးတို့ဘူးနွေးကြတွတ်လေးမနေဘူးပေါ့နော်သူ့ဒါရေသုံးဝိုင်းပေါ့နော်တို့ဘူးကြော်ရတော့ရေသိမ့်မထည့်ချင်မဟုတ်ရင်ကြားရယ်မကြတော့ဒီရန်ကုန်နဲ့မတူတာကြတော့ရိုးရငပိအပြစ်ကိုပေါ့နော်ညီမကထောင်းတာဆိုတော့သူများနဲ့မတူဘူးပေါ့နော်ဒါမပါဘူးဒါပေမဲ့ပစွန်ကြောက်ရငပိရပါတယ်ဘွဲကိုထောင်းလိုက်ရအမေမလုံးမနဲ့အစိမ့်ထည့်တာပေါ့နော်အများစားလို့ရအောင်ပေါ့နော်1500ဆိုလဲစားပြော်ရပေါ့နော်တော်တော်များများကနောက်ပိုင်းကျပိုသိရပေါ့နော်မိရှိထောင်းဆိုဒါပေမဲ့စားဘူးရဲ့သူကတော့အများတန်းလို့စားတယ်ပေါ့နော်ဟုတ်ဒီရကြက်ရိုးရယ်ပြီးရင်ဂျင်းရယ်ကြက်သွန်ပြူရယ်ကျူထားပေါ့ဟုတ်စိုင်းချုံမောရယ်တိုးဘူးနွေတယ်ပေါ့နော်သူရဲ့ရှက်ခောက်ဆွဲအခက်စားများကတော့ရှမ်းခောက်ဆွဲရယ်တိုးဘူးနွေးရယ်မိရှိရယ်ပေါ့တိုင်မာရတာကရှမ်းခောက်ဆွဲကိုစံစည်းရတယ်စံဖွဲရတယ်အဲ့ဒါကိုမှအတုပ်လေးရတယ်အရေးလေးရတယ်မိရှိကိုလည်းကျိုင်းတုံမိရှိရလည်းအတုပ်လေးရတယ်အရေးလေးရတယ်ပြီးရင်ထောင်းလေးရပါတယ်ဟုတ်ပြီးရင်ခောက်ဆွဲတုပ်တို့ကြာစံတုပ်တို့ထောင်းထဲမှာဆိုတော့တမောကြီးထောင်းရယ်မိရှိထောင်းရယ်ပြီးတိုးဘူးတုပ်တက်ပြားတုပ်လေးရပါတယ်ဟုတ်ဒါကတော့ဆန္ဒတိုးဘူးနွေးလို့ပဲပေါ့နော်တိုးဘူးနွေးထဲပြစ်လေးနဲ့ဟိုဟာကြိုးပြီးတော့ပေါ့အတုံးလေးလုပ်ပြီးတော့ပြန်ကြော်ဖြစ်ပါတယ်ဟုတ်စီပူလာရင်ထည့်လို့ရပါပြီအကျုပ်ကဘိုးရောင်းရတယ်ပြီးရင်တစ်ခုကကြတော့ညီမကြတော့စားကနီးလို့ရှိရင်တစ်ခါပြန်ပြီးတော့နှွေးပေးတယ်ပူလေးစားလို့ရပါပေါ့
1000မှာ9ခုပါတယ်တစ်ခု200လုံးနဲ့ရောင်းတာပေါ့နော်မကြီးရယ်နှမ်းရယ်ထညက်လေးရယ်ငရုတ်ဒီဇိုင်းလေးရယ်ပေါ့နော်မှုံမွေးလေးနဲ့စားလို့ကောင်းတော့ပြတာကျွန်တော်အရင်မီဒီယာတွေတချို့လာ view ဘူးတယ်လေအဲ့ဒီမှာကျွန်တော်တော်တော်များများ9နှစ်ပတ်သက်တာလေးတွေမီနူးထုတ်ဘူးတယ်ဒါပေမဲ့ကျွန်တော်မနိုင်တဲ့အတွက်ပြန်ဖြုတ်ထားတာအဲ့ဒီအတွက်လည်းတချို့ကြည့်နေတဲ့လူတွေကိုကျွန်တော်တောင်းပန်တယ်တကယ်ပဲကျွန်တော်ပြန်တော့လူပြီးတော့ကျွန်တော်ဝန်ထမ်းတွေပေါ့နော်ကျွန်တော်လူဟောင်းတွေကျွန်တော်ပြန်စုနေတယ်ပြန်စုနေရဆိုတော့တကယ်လို့များသူတို့တွေကျွန်တော်နဲ့ပြန်ပြီးရေသက်ဆုံးမယ်ဆိုရင်ကျွန်တော်ဒီတဲ့ကောင်းတဲ့မီနူးတွေကိုဈေးသက်သက်သာနဲ့ကျွန်တော်ပြန်ရောင်းပေးဖို့အစီအစဉ်ရှိတယ်ငါးနဲ့ပတ်သက်တာလို့ဆိုဒီအရင်ကအသားလွှာတွေပါကျွန်တော်ရောင်းတယ်လေအသားလွှာတွေပါရောင်းတယ်အခုကျတော့ကျွန်တော်မနိုင်လို့ကျွန်တော်ခဏပြန်ဖြုတ်ထားရတာ ဟုတ်ကဲ့ဟုတ်ကဲ့ဟာကကို20ရှိမှ20နဲ့ရှိမှာကိုဟာကမှာ20ရမယ်22ရမယ်မောက်စိုက်ကြည့်ချပေးတာဗျအကြီးဆုံး ဟာခင်ဗျာသမီး20နဲ့34သမီးอ่ะဒါကကျွန်တော်ခဲဘက်ဘက်မှာဆိုတော့တကယ်တမ်းဆိုရင်တချို့လည်းအစိမ့်ပတ်ကြတယ်ပေါ့နော်အစိမ့်ပတ်တယ်ဆိုတော့ကျွန်တော်တို့ကဒီဘက်မှာအစိမ့်တွေကအချိန်မပေးနိုင်တဲ့အတွက်ကျွန်တော်ဒီဖွင့်လာတဲ့ကာလတစ်လျှောက်လုံးကတော့ကျွန်တော်ရှိမှာ trunk ဖြစ်ဆုံးကလည်းဒီခဲဘက်ပဲခဲဘက်ကဒီလိုကြော်ပြီးတော့မှကျွန်တော်အစာချက်ပြီးသားနဲ့ကျွန်တော်ပြန်ပြီးတော့ရိုက်တာပေါ့နော်ဒီကောင်လည်းမြန်ပါတယ် high speed ဆိုတော့ဒီလေအလုံးစုံ10သူလဲ10မိနစ်နည်းနည်းမီးအေး12မိနစ်ပေါ့အဲ့ဒီပတ်ဝန်းကျင်ပါပဲနံပါတ်1စီဆူမလေးသူကစီမဆူရဲနဲ့ကြော်လို့မကောင်းကျွန်တော်အရင်မီဒီယာတွေတချို့လာ view ဘူးတယ်လေအဲ့ဒီမှာကျွန်တော်တော်တော်များများ9နှစ်ပတ်သက်တာလေးတွေမီနူးထုတ်ဘူးတယ်ဒါပေမဲ့ကျွန်တော်မနိုင်တဲ့အတွက်ပြန်ဖြုတ်ထားတာအဲ့ဒီအတွက်လည်းတချို့ကြည့်နေတဲ့လူတွေကိုကျွန်တော်တောင်းပန်တယ်တကယ်ပဲကျွန်တော်ပြန်တော့လူပြီးတော့ကျွန်တော်ဝန်ထမ်းတွေပေါ့နော်ကျွန်တော်လူဟောင်းတွေကျွန်တော်ပြန်စုနေတယ်ဆိုတော့တကယ်လို့များသူတို့တွေကျွန်တော်နဲ့ပြန်ပြီးရေသက်ဆုံးမယ်ဆိုရင်ကျွန်တော်ဒီတဲ့ကောင်းတဲ့မီနူးတွေကိုဈေးသက်သာနဲ့ကျွန်တော်ပြန်ရောင်းပေးဖို့အစီအစဉ်ရှိတယ်ငါးနဲ့ပတ်သက်တာလို့ဆိုဒီအရင်ကအသားလွှာတွေပါကျွန်တော်ရောင်းတယ်လေအသားလွှာတွေပါရောင်းတယ်အခုကျတော့ကျွန်တော်မနိုင်လို့ကျွန်တော်ခဏပြန်ဖြုတ်ထားရတာတကယ်၍များလူစင်လို့ကျွန်တော်နိုင်နေဆိုရင်ကျွန်တော်ပြန်ကြော်ညာတက်ပေးပါမယ်အသားလွှာတွေပါကျွန်တော်ပြန်ရောင်းပေးမယ်ဈေးနည်းနည်းလျှော့ပြီးတော့ပေါ့နော်စားသုံးသူကိုကျွန်တော်ရက်သွားသလိုဖြစ်တာတော့ကျွန်တော်တကယ်တောင်းပန်တယ်ဒီရိုးတွေရှင်ခဲပတ်လို့မရခဲပတ်ပေါက်သွားတယ်အဓိကဒီ pressure အိုးကောင်းတဲ့အတွက်ကကျွန်တော်တို့အလွန်ဆုံးကြာရင်9မိနစ်10မိနစ်ပဲ10မိနစ်ဆိုရင်တော်တော်လေးနူးသွားပြီဆိုရင်အဓိကဟိုကြက်ပြုတ်ရည်လေးနဲ့ခံပြီးတော့မှကျွန်တော်ဒီချာလေးလုတ်ပေးလိုက်ပါလေအခု parcel လာဝယ်တာ parcel ဆိုရင်ပုံစံတစ်မျိုးနောက်ဒီမှာစားဝဲဆိုရင်ကျွန်တော်တို့ကမီအိုးလေးနဲ့ပူလေးပေါ့အေးတဲ့ရာသီဥတုလေးနဲ့လိုက်ဖက်တာတော့တံမြာပေါင်းဒီမှာ trunk ဖြစ်ဆုံးကလည်း3မျိုးလုံးပါပဲခဲဘက်လည်းအရန်ရောင်းကောင်းတယ်တံမြာပေါင်းကလည်းအရန်ကြိုက်ကြတယ်တရက်သူကလည်းပွဲမနေဘူးရောင်းရတယ်လေငါးကအဓိကကျွန်တော်တို့cleansing လုပ်တာကိုဦးစားပေးတာနံပါတ်1ကျွန်တော်တို့မနေ့9နာရီကနေနေ့လယ်12နာရီထိအဲ့ဒီငါးတန်ရှင်းတက်ရမှုအတွက်ကိုကျွန်တော်တို့အချိန်ပေးတာဆိုတော့ကျွန်တော်ငါးကိုညီလေးကန်ကြည့်လိုက်ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်ဒီအစိမ်းကိုလာကန်ကြည့်လိုက်ကျွန်တော်ငါးအညီနဲ့လုံးဝမထွက်ဘူးဒီလိုချက်ပြုတ်ပြီးသွားရင်ပိုလို့တောင်စားလို့ကောင်းသေးတယ်အဲ့ထဲမှာကျွန်တော်တို့တဘာဝတွေပဲဘာမှဓာတုဗေဒစမ်းသစ်တဲ့ဟာတွေမထည့်ဘူးသိလားဒီမှာဆိုရင်ကျွန်တော်ဒီအိုးကိုပြုတ်တယ်ဆိုရင်ကျွန်တော်ဂျင်းဇဗလင်အဓိကထားပြီးတော့ဇဗလင်ထားပြီးတော့ပြုတ်တာပေါ့အဲ့ဒါအခုဆိုရင်ကျွန်တော်ခဏနေရတော့မယ်ခဏနေရတော့မယ်ဆိုတော့ကျွန်တော်ပုံစံဆိုချလိုက်ပြီအဲ့ဒါဆယ်ဆိုရင်ဒါကျွန်တော်ကကြက်သွားပြီပါဆယ်အတွက်ဆိုရင်ကျွန်တော်အကောင်မပြတ်ပေါ့အကောင်မပြတ်အောင်ကျွန်တော်တို့ကထည့်ပေးတာဒါဆိုရင်ငါနူးသွားပြီဒီထဲမှာကျွန်တော်ကြက်ပြုတ်ရင်နဲ့အစောတော့ကျွန်တော်ဟိုအိုးတဲ့ကြက်ပြုတ်ရင်နဲ့နည်းနည်းလေး base အခြေခံလိုက်တာပေါ့ပြီးတော့မှကျွန်တော်အခုတံမြာပေါင်းဆော့လေးလောင်းမယ်တံမြာပေါင်းအဓိကကတော့တံမြာပေါင်းရဲ့အသက်ကဆော့ပဲเนาะငါပြုတ်တာတော့လူတိုင်းကျွမ်းပါပဲဒါပေမဲ့အဓိကသူ့ရဲ့အသက်ကဆော့ပဲဆော့ကောင်းမှတံမြာပေါင်းအသက်ဝင်တာလေငနမင်းလေးပေါ့โอเค
ဖုန်းလို့ရပြီဒါ take away ဒီလိုပွဲတွေတနေ့အများကြီးရောင်းရတယ်ကျွန်တော်တစ်ခါလေလူကြလို့မနိုင်လို့ cancel လုပ်လိုက်တာတော့ရှိတယ်နံပါတ်1ကတော့အဓိက9ကင်ပဲဆော့ဆိုရင်ဒါတော်တော်အရန်ပဲဟိုဖြစ်တယ်ဒီဆော့ဒါအကောင်းစားတွေပဲလောက်ထားတာတော်တော်များများမလုံနိုင်ဒီဆော့ကိုလေဒီတမယာပေါင်းရဲ့အသက်ကဒီဆော့ပဲဒီအဓိကကတော့ तू ကဟိုပါပဲသူကကျွန်တော်တို့ဒီငရုတ်သီးအနီသုံးမယ်စက်တော်မျိုးအဓိကထားပြီးတော့သုံးတာပေါ့သူ့အထဲမှာဆိုရင်တော့ကျွန်တော်တို့ဒီယူရီးယားထညက်တို့နော်ပဇွန်ထန်းတို့အဲ့လိုမျိုးတွေအရသာအနှဲငယ်ပါမယ်ဒီနေ့ကိုတပုံးဒီနေ့ကိုဘုံကြီးတပုံးပေါ့ဒီတပုံးကျွန်တော်ဒီနေ့ကိုဒီတပုံးအဲ့ဒီတပုံးပေါ့ဟောဒီချင်းကလည်းတနေကုန်အလုပ်လုပ်ရတယ်ဗျဒီချင်းကတနေကုန်မဟုတ်ဘူးကျွန်တော်တို့ညဘက်တည်းကသူ့ကိုမကြီးသီးကိုစိန်ရတာဒါမကြီးသီးတကယ်ကျမ်းမာရေးနဲ့လုံးဝအညီနော်သူ့အထဲမှာကျွန်တော်တို့ဘာမှစိုးသေးတွေအယောင်တွေဘာမှမပါဘူးနံပါတ်1ကျွန်တော်ထညက်ရယ်မကြီးသီးရယ်အဲ့ဒါကိုကြိုးရတာကြိုးရဆိုတာညတည်းကစိန်ထားရတယ်စိန်ထားပြီးမနေ့ဆိုရင်တမနေ့လုံးကြိုးရတယ်သူ့ကိုကြိုးဖို့အတွက်ကလူတယောက်သက်ထားရတာနော်ဆိုတော့ဒီအချင်းစားပြီးသွားရင်9ကင်လေးကပို့စားပြီးတော့ပိုကောင်းအောင်အဓိကအသက်ကဒီဆိုင်မှာအဲ့အချင်းပဲเนาะဒီမကြီးသည့်အချင်းကတချို့လူတွေဆိုလာဝယ်ကြတယ်ပေါ့ဗျာကျွန်တော်အဲ့ဒါလေးတော့နည်းနည်းတော့စဉ်းစားမိသေးတယ်နောက်ထပ်ကျွန်တော်တို့ဒီအချင်းလေးနဲ့ပတ်သက်ပြီးရောင်းမလားလို့တော့စဉ်းစားမိထားသေးတယ်ပေါ့เนาะဒါပေမဲ့တချို့လူတွေဆိုလာတောင်းတယ်လာဝယ်တယ်ပေါ့ကျွန်တော်မရောင်းပါဘူးကျွန်တော်အလကားပေးတယ်ဆိုတာအများကြီးတော့မဟုတ်ဘူးပေါ့เนาะဒီကောင်ကတော့တနေ့ကို2အိုး3အိုးကုန်တယ်ဘာလို့ဆိုသူ့အပြင်ကျွန်တော်တက်ဆောင်ထားရလေရှိသေးတယ်လေဘုံလေးနဲ့ပါဝင်ပစ္စည်းကအဓိကထညက်ရယ်မကြီးသည့်ရယ်စားရယ်ပဲเนาะကြံတာကြီးကျွန်တော်ဘာမှမထည့်ဘူးထညက်ရယ်မကြီးသည့်ရယ်စားရယ်ပဲတော့သူ့ထဲမှာငရုတ်သီးအနှဲငယ်လေးပါမှာငရုတ်သီးအချောက်ခွဲချမ်းအဖက်ကလေးလေနည်းနည်းလေးပါမယ်ဒါပဲအဓိကဒီဆိုင်ကဒါဆိုတော့မကြီးသီးကအချိုဒီကောင်ကြတော့အဆက်ဆိုတော့ကျွန်တော်အဆက်ဖြစ်တဲ့အတွက်ကဒီထဲထဲမှာဘာတွေပါလဲဆိုတော့ကျွန်တော်ငရုတ်သီးသိန်းရယ်ကြက်သွန်ပြူရယ်နောက်နန်းမင်းပါမယ်နန်းမင်းအမြင့်ကလေးတွေပေါ့နော်သူဗနီဂါနဲ့တွဲပြီးတော့မှလောက်ထားတာဆိုတော့ तू ကလည်းအချင်းလေးဗျသူ့အနံ့ခံကြီးအောင်သေရကြတယ်အဲ့လောက်ထိစားကောင်းတာဒီအနှစ်ကကျွန်တော်ဒီခဲဘက်အနှစ်ကအရွက်တွေကိုသေချာဆင်းcleansing လုပ်ပြီးပြီဆိုတော့မှကျွန်တော်ကဒီထဲမှာဘာတွေပါလဲဆိုတော့ဂျင်းပါမယ်ဇပလင်ပါမယ်ကြက်သွန်ပြူပါမယ်ငရုတ်သီးစိမ့်ပါမယ်နောက်ရှမ်းနံပါမယ်ကြက်သွန်မိတ်တို့အဲ့လိုအရွက်တွေကိုကျွန်တော်ကဆင်းတာဒါတွေကိုကျွန်တော်ပြန်ချက်တာအခုလိုပေါ့စီတန်တန်လေးနဲ့ပြန်ချက်ပြီးတော့မှကျွန်တော်ထားတာဒီအစားဒီတိုင်းစားတော့ထမင်းနဲ့စားလို့အရန်ကောင်းတယ်သူ့ထဲမှာဥပတ်ဖြစ်စေမဲ့အရာတွေဘာမှမပါဘူးသူ့တချို့လူတွေကမသိဘူးလက်ဖက်နှက်ထားတယ်ထင်တာအမှန်လက်ဖက်မဟုတ်ပါဘူးဒါရှမ်းနံတို့ပင်စိမ့်တို့နန်းမင်းကြက်သွန်ပြူအစုံပေါ့အဲ့ဒါတွေကိုကျွန်တော်ပြန်ချက်ထားတာ9နေရောက်သွားသူ့ချင်းတဲ့သူနော်ဘာလို့ရှင်းပြီးသွားပြီတလားရွှေဝါလေဒီကဆက်ပေးမယ်သမီးကဟာနော်အလေးကသမီးတစ်ထောင်နဲ့ထောင်ဒီရောက်ဒီဆက်တယ် ရောက်ကေလေးတွေပြတာစီလာပြီတော်ပြီကိုဆုံးပြီအဓိကဒါစိတ်သားကဒီဆိုင်မှာထည့်တရားဆိုလို့အထူးထူးခြားခြားထည့်တရားဆိုတော့တိတ်လည်းအများကြီးစဉ်းစားလို့မရတဲ့ခါကျကျွန်တော်တို့ကဝက်သားအမဲသားမရောတဲ့ခါကျတော့ဒီစိတ်သားလေးကိုစဉ်းစားမိလို့စိတ်သားလေးထည့်ပေးရစိတ်သားကလည်းအဓိကတကယ်တမ်းအစိမ့်ဆိုရင်စိတ်သားကလည်းအရန်ညှိတာပဲဗျဒါပေမဲ့အားသာချက်ကတော့ဒီဆိုင်မှာမညှိတာပဲเนาะစိတ်သားကလည်းအရန်ကောင်းတယ်ဘာဖြစ်လို့လဲသူ့ကိုလည်းကျွန်တော်တို့စိုးတော့ကကျွန်တော်ဖြည့်တဲ့အတိုင်းပဲမနေ့အစောကြီးထားပြီးတော့မှသူ့ကိုယူထားရတယ်ယူထားပြီးသူ့ကိုကျွန်တော်တို့နှက်ထားတာတနေ့ကုန်ဒီအောက်ရောက်တော့မှကျွန်တော်တို့ပြင်ဆင်ပြီးထိုးကြတာပေါ့နော်ထိုးတာဆိုတော့တနေ့ကုန်နှက်ပြီးတော့မှအရသာလေးကိုပြင်ဆင်ထားရတဲ့အတွက်တကယ်လဲစားကောင်းတယ်တနေ့ကိုဒါအနည်းဆုံးတော့အချောင်း20-30ပါပဲအဲ့လောက်ကလေးတော့ရောင်းရတယ်ဟုတ်ဒါလေးကတော့ကျက်စာတေးကျက်သားရင်မုံသားကိုစာတေးလောက်ထားတာသူလည်းထိုးလေးလည်းကောင်းပဲကျွန်တော်တို့ဒီအသားဘယ်အသားမဆိုအစိမ့်ဆိုရင်တော့နည်းနည်းညှိတာပဲလေညှိတယ်ဒါပေမဲ့ဒီမှာကျွန်တော်ဆိုင်မှာအသားချက်ကတော့မညှိတာပေါ့နော်လုံးဝမညှိတာပဲစားလိုက်ရင်လည်းအရန်ကောင်းတယ်ဒီအပြင်ကျွန်တော်တို့နည်းနည်းသိမ့်ထားတာရှိသေးတယ်ဘာလို့ဆိုတော့ဟိုလိုအပ်ရင်ထပ်ထုတ်ပြီးတော့ပေါ့နော်ရောင်းတာဆိုတော့ဒါလည်းတော်တော်များများရောင်းရတယ်ကဲကျွန်တော်ဒီဆိုင်မှာအဓိက customer တွေအတောက်ဆုံးကတော့ငချိတ်တင်ခြင်းရှိရယ် story တင်ခြင်းရှိရယ်လို့ရှိရင်ကျွန်တော် coffee တက်များရှိရယ်ကျွန်တော်ဟာတွေလည်းရောင်းရဲဆိုပေမဲ့အဲ့ဒါတွေကတော့အဓိကရောင်းကောင်းတာပေါ့နော်ကျွန်တော်အခုအရင်ဆုံး story တင်ခြင်းလေးကျွန်တော်ပြောပြမယ်နော်အကောင်လုံးကျွန်တော်ဒီစနစ်တကျသိမ်းဆဲတာပေါ့နော်ဒီဒီ line ဘယ်မှာဒါအကောင်လုံး dry ice တွေနဲ့
ဒီတေချာသိမ်းဆဲထားတယ် strawberry ဆိုလို့ရှိရင်လည်းအကုန်လုံးကျွန်တော်ဒီတထုပ်ချင်း portion လေးတွေခွဲထားပါတော့ဒီအကုန်လုံးကဒီလက်ဆက်ဆက်ဖြစ်အောင်လို့ဟုတ်ကျွန်တော်တရားဆိုလို့ရှိရင်လည်းကျွန်တော်တရားအစ်စ်ကိုကိုယ်တိုင်စနစ်တကျလေးကြိုရမှသုံးဆွဲရအောင်နော်ဒီစားသုံးသူတွေအတွက်ဒီလိုစားဝဲလားဒီဆိုင်မှာတော့အရင် customer အရင်ကြိုက်တဲ့အေးတမျိုးတော့ဒီငချိတ်တင်ခြင်းပေါ့နော်ကျွန်တော်တို့ကောင်းချင်းငချိတ်ကိုလူအီးရံပေါင်းထားရောမှကျွန်တော်တို့ဒိန်ကျင်တဲ့ရောဖြိုပေးရပါတော့ကောင်းချင်းငချိတ်ကပုံမှန်အားဖြင့်ဆိုရှင်ကျွန်တော်တို့ကတော်တော်ပေါင်းပါတယ်ဗျဒီအစစ်စစ်ပေါ့နော်သူဖြည်းဖြည်းနဲ့လူအီးတောင်ကျွန်တော်တို့အချိန်ယူရောမှပေါင်းရောမှကျွန်တော်တို့တရက်စာတရက်ပဲပုံမှန်ပေါင်းတာပေါ့နော်အဲ့ဒါလေးကျွန်တော်ချက်ပြောပြတယ်အဓိကဒီကျွန်တော်တို့ကောင်းချင်းငချိတ်ပေါင်းတဲ့အချိန်မှာကျတော့သူကအချိန်ကတမတ်တည်းမရှိဘူးဆိုတော့ကောင်းချင်းကရာသီရှိရအပြောင်းလဲရှိရပြီးလို့ရှိရင်ကျွန်တော်ရေအနေများရှိတယ်အဲဒီပုံမှန်မူတည်ရောမှကျွန်တော်တို့ကသူ့ရဲ့ကောင်းချင်းသားပေါ်မူတည်ရောမှကျွန်တော်တို့ကရက်ရတာပေါ့နော်အဲ့လိုမျိုးအော်ဆိုင်ပိတ်ရလုံးဝမရှိပါဘူးဆိုင်ပိတ်ရဆိုရင်ကျွန်တော်တို့ရွှေစနဟိုပါပေါ့YouTube လေးဖွင့်ထားတယ်နောက် page ဖွင့်ထားတယ်ပိတ်ရဆိုရင်ကျွန်တော်တို့တရက်ကြိုးပြီးတော့ပြောပါတယ်ဗျဆိုင်ကလုံးဝပိတ်ရမရှိပါဘူးအကယ်၍ပိတ်ချင်ရင်တော့ကျွန်တော်တို့ဒီငါးပေါ့ဒိုင်မှာဝယ်လို့မရတဲ့နေမျိုးတွေရှိတယ်ရင်တော့အဲ့လိုရမျိုးဆိုရင်တော့ကျွန်တော်တို့ဆိုင်တရက်ပိတ်တယ်ပေါ့ဗျာဆိုင်ဆော့ဖွင့်တာကြီးညနေဆိုရင်ကျွန်တော်တို့က4နာရီခွဲ4နာရီခွဲဆိုရပြီ4နာရီခွဲည10နာရီထိပေါ့အဲ့တော့ကီဆိုတာပေါ့ဟောတဲ့ဒီမီနူးကတော့ကျွန်တော်တို့ coffee တမ်းများအေးပေါ့ coffee တမ်းများအေးလို့ခေါ်ပဲအဓိကအဲ့ဒီဖြော်ရည်ကဒီကျွန်တော် bait data မှာအဓိကတောက်တာနော်ဟိုဘက်မှာသူတို့ data ခေါ်တော့ fly a လို့ခေါ်တော့ပေါ့ဒီမှာတော့ကျွန်တော်တို့ coffee တမ်းများအေးလို့ခေါ်တယ်အဓိကသူ့ရဲ့အသက်ကတော့ဒီ coffee ပေါ့ coffee ကိုကကျွန်တော်တို့ဒီ Nescafe ရဲ့ recap တစ်စိတ်ကိုကျွန်တော်သုံးပြမှဖြော်ရတာပေါ့နော်အဓိကဟုတ်ကျွန်တော်တို့ဒီအဓိကဒီစားသုံးသူတွေဈေးနှုန်းကအစပေါ့နော်ဒီ strawberry danger လို့ပါလို့ဆိုလို့ရှိရင်ကျွန်တော်တို့4000ပဲရောင်းတယ်တကယ်အသီးအစ်သုံးပေးတယ်တကြားအစ်သုံးပေးတယ်ဒါဆိုလို့ရှိရင်လည်း coffee ကိုအကောင်းစားသုံးပေးတယ်ကျန်းမာရေးလည်းညှိညွတ်တယ်အဲ့တော့စားသုံးသူတွေခံရရတယ်ဒီဟာတွေအများဆုံးရွေးချယ်ကြတယ်ပေါ့နော်ဟုတ်ကဲ့ပါဗျကျွန်တော်2000နဲ့ကျွန်တော်ဆိုင်တန်း2017တည်းရဗျ2017တည်းကကျွန်တော်တို့စပြီးတော့ဖွင့်တာအခု2025ပေါ့အဲ့ဒီလောက်ဆိုတော့နှစ်တန်းတော့မနှဲတော့ပါဘူးเนาะကျွန်တော်ပြည်သက်ကလည်းတော်တော်များပါတယ်ဗျအော်ရာကဒီတကောင်အကောင်အနည်းဆုံး9ကောင်နဲ့10ကောင်လောက်ဆိုရင်တော့နာယီပဲချပြီးပေါ့ဆိုင်ဖွင့်ချိန်လေးကိုနည်းနည်းလေးကြိုပြီးတော့မှဆက်လို့ရတယ်အကယ်၍အကောင်20တို့30တို့ဆိုရင်တော့ကျွန်တော်ကိုတရက်လောက်ကြိုပြီးတော့ဆက်ပေးပါလို့เนาะဆိုင်လိပ်စာလေးကကျွန်တော်တို့ဒီစမ်းချောင်းရှမ်းလန်းမီးပွိုင်ကြာရင်စမ်းချောင်းတရားရုံးရှိတယ်အဲတရားရုံးအလွန်လေးမှာပါပဲကျွန်တော်နောက်မှာဖျားလေးမဟာနဝင်းဖျားလေးရှိပါတယ်မဟာနဝင်းဖျားလေးရဲ့အရှိတဲ့မှာကျွန်တော်ညနေ4နာရီခွဲဆိုရင်စဖွင့်ပါပြီည10နာရီဆိုရင်ပိတ်ပါတယ်ဆိုင်မှာရှိတဲ့အခုရောင်းနေရတဲ့ဟာကွေးတီလို့ကြက်ကြောလုံးလို့တပွဲကို9000နဲ့ပဲပြဖို့ကျွန်တော်တို့ရောင်းနေတာကွေးတီလို့ကြက်ကြောလုံးလို့ကြက်ကြောလုံးက homemade ဖြစ်တဲ့အတွက်လက်လက်ဆက်ဆက်ရှိပါတယ်ဒါပေါ်သွေးကွေးတီဖြစ်ပါတယ်ဒီလိုအထုပ်လေးလည်းရပါတယ်တစ်ထုပ်ကအလုံး60ပါပါတယ်ဒါတော့ဟိုကကြက်ကြောလုံးရဲ့အချင်းကြီးစိတ်ချလက်ချလာစားတော့ရပါတယ်ဗျကြက်ကြောလုံးရောင်းရင်းနဲ့ကိုလွယ်ဒီမိတ်လည်းပဲရောင်းတယ်လွယ်ဒီမိတ်နဲ့ရောင်းတဲ့အတွက်တစ်ခါတည်းပစ္စည်းပြတ်တယ်မလတ်ဆက်တာရှိတယ်အဲအကြောင်းကျွန်တော်ကကြက်ကြောလုံးကိုနာမည်ရတဲ့အတွက်ထိုင်းကိုသွားပြီးတော့ပြင်ရတော့တင်ယူလာဖြစ်ပါတယ်ဗျချက်သားတွေကလက်လက်ဆက်ဆက်မှုရအောင်လို့ကျွန်တော်တို့မက်ခိုးချက်သားတွေတော်ရွေးယူလိုက်ပါတယ်ဗျကျွန်တော်မနေ့ပိုင်းကိုမက်ခိုးသွားလိုက်တယ်ချက်သားကိုယူလာပြီးတော့ရှင်ကြီးကျခဲကိုခဏလေးအုပ်ထားလိုက်တယ်ဗျအဲ့ဒီချက်သားကိုလက်လက်ဆက်ဆက်လေးလှုပ်ထားပေးပါတယ်ဗျ
ကြက်သားကြိတ်တဲ့ခါအနည်းဆုံးကိုဆိုင်ရဟိုဟာ15မိနစ်လောက်ကြိတ်ပေးထားပါတယ်ဗျโอเคကြက်သားထဲမှာပါဝင်တဲ့ပစ္စည်းကတကြားလို့လာပြီးတော့ကြက်သားမုံလို့လောက်ပြောကြုံတော့အနည်းငယ်ပါပါတယ်ဗျ။ထိုင်းမှာလုတ်တဲ့ကြက်သားလုံးလို့ဝတ်သားလုံးအမဲလုံးတော့တော်တော်များများကသူတို့က CCM အသားလိုက်လုတ်ပါတယ်ပဲ CCM အသားဆိုတာပါအသားလိုက်ဆိုတော့ဟိုကကြက်ရင်ပုံထဲမှာအယိုးကတ်ထားတဲ့ကြက်ရင်ပုံရိုးပေါ့နော်လေပင်ရိုးလို့ခြေထောက်ရိုးလို့အကုန်လုံးအယိုးမှလည်းမြောက်စက်တဲထဲလိုက်တယ်ထဲလိုက်ပြီးတော့ဟိုကအယိုးချမ်းတစ်ဖက်သွားတယ်အသားတွေတစ်ဖက်ထွက်လာတယ်အဲ့အသားလောက်တာများပါတယ်ဗျကျွန်တော်တဲ့အသားကျတော့လုံးဝရင်ပုံအသားတည်တံ့တယ်လုံးဝဟိုကအယိုးထဲမှာကတ်တဲ့အသားမဟုတ်တဲ့အတွက်လုံးဝလက်လက်ဆော့ဆော့ရှိပါတယ်ဗျ15မိနစ်လောက်အနည်းဆုံးကိုယ်တိုင်ကြိတ်ပေးထားပါတယ်ကြက်ကြောလုံးကကျွန်တော်ဘယ်လိုတင်ပြသွားတာလဲဆိုတော့အစကကျွန်တော်ကြက်ကြောလုံးရောင်းရင်းနဲ့ကိုလွယ်ဒီမိတ်လည်းပဲရောင်းတယ်လွယ်ဒီမိတ်နဲ့ရောင်းတဲ့အတွက်တစ်ခါတည်းပစ္စည်းပြတ်တယ်မလတ်ဆက်တာရှိတယ်အဲဒါကြောင့်ကျွန်တော်ကကြက်ကြောလုံးကိုနာမည်ရလေတဲ့အတွက်ထိုင်းကိုသွားပြီးတော့ပြင်ရတော့တင်ယူလာဖြစ်ပါတယ်ဗျအဲ့ဒါကြိတ်ပြီးတော့ပြီဆိုရင်ကိုယ်ဆိုင်ရပြန်ပြုတ်လိုက်တယ်ပြုတ်ထဲမှာအနည်းဆုံး15မိနစ်20မိနစ်20လောက်ပြုတ်ပေးထားသူကြက်လာတဲ့အထိပြကြက်လာပြီဆိုတော့ရေးစာတော့ရပါပြီဗျထိုင်းမှာချက်ကြောလုံးကတော့သူတို့ကတော့ဟိုဟာစားသုံးတဲ့သူတို့ဘက်ကတော့ဝတ်သားလုံးတော့အမဲလုံးချက်ကြောလုံးအဲ့လောက်ထိတော့နာမည်တော့မပေါက်ပါဘူးအခုမြန်မာပြည်မှာလည်းကျွန်တော်တို့ချက်ကြောလုံးတော့ပေါက်အောင်တော့ဟိုဟာကျွန်တော်စရောင်းခဲ့တာပါဗျာဟုတ်ကဲ့ကျွန်တော်တင်တန်းသားလေးဖွင့်တင်ဖို့လည်းဖွင့်ပေးထားပါတယ်ဗျတကယ်တချို့ကတင်တန်းလေးတက်ရှင်တယ်အလုံးမရှိတော့တလန်တပိုင်လေးဖွင့်ရှင်တယ်ဆိုပြီးတော့လာကောင်းဆိုတာများတဲ့အတွက်ကျွန်တော်ကလည်းတင်တန်းလေးဖွင့်ပေးထားပါတယ်ဗျအခုတင်တန်းထဲမှာကျွန်တော်တင်ပေးတာကဟိုကြက်ကြောလုံးရှိမယ်၊ကွေးတင်ရှိမယ်၊အချီရှိမယ်ဗျဟုတ်ကဲ့ကြက်ကြောလုံးကကျွန်တော်လုတ်ပြတာတတ်သွားပြီဆိုလို့ရင်ကြက်ကြောလုံးအခြေခံတတ်သွားပြီဆိုလို့ရင်ကြက်သားလုံးဝတ်သားလုံးအမဲလုံးလို့ဖတ်ထုတ်လို့တိတ်ဆန်းလို့ကိုကြက်ရဖန်တီလို့အများကြီးလုပ်လို့ရပါတယ်ဗျအဓိကအခြေခံတတ်သွားပြီဆိုလို့ရင်အများကြီးဖန်တီလို့ရပါတယ်ဗျဟုတ်ကဲ့ပါဒီလိုအထုပ်လေးလည်းရပါတယ်ဗျအခုချက်သားဆေးလုံးလဲဆိုတော့ကျွန်တော်တရထုတ်လဲဆိုရင်တစ်ထုပ်ကအလုံး60ပါပါတယ်အလုံး60ပါတယ်မှာ19000ပါဗျတကယ်ချက်သားဆေးလုံးကြရင်ကြတယ်ကျွန်တော်တော့ပြန်ကြပေးပါတယ်ဗျโอเคဒီလိုအထုပ်လိုမျိုးဆိုရင်မန်ပေါင်နဲ့ဆိုလို့ရင်မန်ပေါင်နဲ့ရေခဲတစ်တာထားမယ်ဆိုရင်အနည်းဆုံးတော့ဟို15ရက်လောက်ပဲရပါတယ်ဗျတကယ်ရေခဲတစ်တာဖစ်စာထဲမှာထည့်မယ်ဆိုလို့ရင်လချီတော့ထားလို့ရပါတယ်ဗျဒါကဟိုချက်ကြောလုံးရဲ့အချင်းကြီးပါတော့နော်ဒီထဲမှာပါဝင်တဲ့ပစ္စည်းရောနနံပင်ငရုတ်တီးလို့ကြက်သွန်ဖြူလို့အဓိက3မျိုးပါပါတယ်မကြီးတီးတော့ပါတယ်ငံပြရေပါမယ်တံပြရေပါတယ်ဗျတကြားလည်းပါတယ်ဒါတော့ဟိုကကြက်ကြောလုံးရဲ့အချင်းကြီးပါစားသုံးလို့လည်းစင်ပေးပါတယ်မိသားစုတို့လည်းစားသုံးလို့လည်းရပါတယ်ဗျအချင်းလည်းတုတ်စားလို့စင်ပေးပါတယ်ဗျโอเคအခုလုပ်ပြမှာဝတ်သွေးကွက်tiểuဖြစ်ပါတယ်ဗျအခုကျွန်တော်ကစွန်ရွက်အနှမ်းငယ်ထဲမယ်ပြီးရင်ခောက်ဆွဲအဖတ်ထဲမယ်ဗျโอเคရေနွေးထဲမှာစိတ်လိုက်တယ်ခမန်းစင်က10မိနစ်2မိနစ်တော့ပဲဗျဆိုင်ကကျွန်တော်အစားကွေးtiểuဖွင့်နေပဲ
ဖွင့်တယ်ဗျကွေးတယ်ဖွင့်တာဟိုမြောက်တော့ကုံမှာဖွင့်လိုက်ဟိုပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်ဆိုပြီးတော့ဒီကိုပြန်လာဖွင့်ဖြစ်တာပဲဗျဒီမှာဖွင့်တာဟိုတနစ်ကြော်လောက်ပဲရှိပါသေးတယ်ဗျဟုတ်ကဲ့ပါဆိုင်မှာရှိတဲ့အခုရောင်းနေရတဲ့ဟာကွေးတယ်လို့ကြက်ကြောလုံးလို့တပွဲကို9000နဲ့ပဲဗျကျွန်တော်စီချက်ထဲမယ်ကျွန်တော်ဆက်ထားတဲ့ကွေးတယ်အရေးဖြစ်ပါတယ်ဗျမေပဲထဲမယ်ငရုတ်တီးထဲမယ်နန်းပင်အပေါ်ထဲမယ်ဗျဒီဖွက်သွေးထဲမယ်တခြားမင်းညူဆိုရင်အထောင်းတယ်လောက်ပြီးတော့ပလာတူငါးတယ်ကျွန်တော်မင်းညူအသက်အများကြီးမရှိပါဘူးဗျဟိုအထောင်းနေမင်းပလာတူငါးဒီလိုမျိုးလည်းပဲတုံးထားပါတယ်ဗျဒါဖွက်သွေးခွက်တယ်ဖြစ်ပါတယ်ချင်းရတက်ရောင်းတာရှိပါတယ်ဗျဟိုဘူးသေးက9000ပါဗျဘူးကြီးက2လီတာဆိုရင်3000ပါဗျအော်ဒါတင်လို့ရပါတယ်ကြက်ကြောလုံးအော်ဒါမာရှင်တဲ့ဆိုတော့1ရက်လောက်ကြုံမှလည်းရပါတယ်ဗျဒီနေ့မှတယ်ဆိုရင်မနေ့ပြန်ကျွန်တော်လုတ်ပြီးလို့ရှိရင်အချိန်ပြီးလို့ရှိရင်ချက်ချင်းပို့ပေးပါတယ်ဗျမဟုတ်လို့ရှိရင်မနေ့ပြန်လုတ်ပြီးတာလည်းတစ်ပတ်ခါချက်ချင်းပို့ပေးပါတယ်ဗျတယ်လီဝယ်လေးလည်းရှိပါတယ်ဗျတယ်လီဝယ်လေးကဖုန်းဆက်မှတော့ရပါတယ်ဗျရန်ကုန်ထဲမှာမြို့လက်ဆောင်တွေရပါတယ်ဗျဆိုင်ဖွင့်ချိန်ကမနေ့10လိုက်ကလေညလေ8လအထိဖွင့်ပေးပါတယ်ဗျဟုတ်ကဲ့ဆိုင်ကပိတ်ရတော့မရှိပါဘူးတကယ်ရက်ကြီးကတိုက်ဆိုင်သွားတာရှိလို့ရှိရင်ကျွန်တော်ပစ်ထဲကလေကြောင်ရပေးပါတယ်ဗျဆိုင်လိပ်စာစမ်းချောင်းပန်းချံလမ်းနဲ့စီစုံလမ်းတောက်မှာပါဗျခုကျွန်တော်တို့ဆိုင်မှာရောင်းနေတာကွေးတီလို့ကြက်ကြောလုံးလို့ကြက်ကြောလုံးက home made ဖြစ်တဲ့အတွက်လက်လက်ဆက်ဆက်ရှိပါတယ်ထိတ်ချလက်ချလာစားတော့ရပါတယ်ဗျမနေ့စာဆိုလို့ရှိရင်ဒင်ဆန်နဲ့လက်ဖက်ရည်ကောင်းကောင်းစားတင်တဲ့သူတွေရယ်နောက်ပြီးတော့ရခိုင်လက်ညှိမုတ်တီကိုကောင်းကောင်းစားတင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်မနေ့9နာရီည9နာရီထိဒီဆိုင်ကိုလာရောက်ပြီးတော့စားသုံးနိုင်ပါတယ်လို့ဖိတ်ခေါ်ပါတယ်ချင်း25ပေါ့အမှန်ကမှဖြစ်ဒါအရင်လက်ဆက်တာလေဒီဒါမလို့ဒီဒါမှဒီလိုပဲစားကြတာဒါကကျမတို့ဒေတာမှာဆိုလို့ရှိရင်အဲ့ဒီမြေပုံမျိုးမှာဆိုလို့ရှိရင်ဒီလိုမျိုးအခုညှင်းအခုစားအဲ့လိုမျိုးလက်လက်ဆက်ဆက်ပေါ့ဖော်မလင်တွေမပါဘူးပြီးတော့လက်ဆက်တယ်ဟိုဓာတုပစ္စည်းတွေလုံးဝမပါဘူးပေါ့နော်ပြီးတော့အခုညှင်းအခုစားရတာဆိုတော့လူအတွက်လည်းစားသုံးသူတွေအတွက်လည်းအရန်အဆင်ပြေတယ်ကျန်းမာရေးအတွက်လည်းလည်းညှိတော့ပေါ့နော်အဲ့ဒီပုံတော့အဆင်ပြေပါ့မလားအဆင်ပြေပါ့မလို့ဒါဆန်ကိုဆင်ရတယ်လေဆန်ဆင်ပြီးတော့ဆန်ကိုဟိုကနည်းနည်းအချင်းဖောက်ရတာပေါ့အချင်းဖောက်ပြီးတဲ့အခါမှာဒါဟို45မိနစ်နေရတယ်45မိနစ်နေပြီးတဲ့အခါမှာဒါပြန်ပြီးတော့ညှစ်မှာပေါ့မတို့ကနယ်လိုက်တယ်နယ်ပြီးတော့45မိနစ်နေတယ်နယ်ပြီးတော့ရေနွေးကိုအဲ့လိုမျိုးပုတ်ပုတ်ဆူတဲ့အခါမှာဒီမုတ်ဖက်ကိုညှစ်ရတယ်3မိနစ်လောက်ဆိုရင်2မိနစ်3မိနစ်လောက်ဆိုရင်သူပေါ်လာပြီပေါ်လာလို့ရှိရင်မတို့ဆယ်လို့ရပြီပေါ့နော်သူ့ကိုပေါ်တဲ့အချိန်မှပဲထုတ်ရတာပေါ့နော်သူပေါ်တဲ့အချိန်ကဆိုရင်ကြက်ပြီပေါ့မုတ်ဖက်ကိုညှစ်ပြီးသွားလို့ရှိရင်သူ့ကို2မိနစ်3မိနစ်လောက်ထားပြီးတာနဲ့ဟိုရေအေးနဲ့အများကြီးဆေးရတာပေါ့နော်ပြီးမှပို့ပြီးတော့လက်ဆက်တာပေါ့စားလို့ကောင်းတယ်စီးတယ်ဒါကတော့ရိုးရိုးဟင်းရည်အချိုပေါ့အချိုဟင်းရည်အချိုဒါကတော့ဟိုအဘူရှာဘူးကြက်အဘူရှာဘူးငရုတ်တီးရယ်ငပိရယ်နှင်းငပိရယ်ပေါ့အဲ့ဒါနဲ့ချက်တာစက်သားများများရယ်ငွရွှေကင်တဲ့ဟာနဲ့များများရယ်ချိုးတာပေါ့အရင်စားလို့ကောင်းတယ်ဟင်းချိုမုတ်ကတော့နည်းနည်းလေးပဲထည့်တယ်ကျမတို့ဟင်းချိုမုတ်အရင်မသုံးဘူးထားတဲ့ဟာကိုထည့်မယ်ထည့်ပြီးတော့အဘူတုတ်မှာပေါ့နော်ငါးနဲ့ငရုတ်သီးချက်ထားတာငရုတ်သီးကိုလှော်တယ်ပြုတ်ပြီးတဲ့အခါမှာပြုတ်ရည်ကိုသွန်ပလိုက်တယ်ပြီးတဲ့အခါမှာပြန်ပြီးတော့အရေခမ်းသွားအောင်လှော်လိုက်တာပေါ့ငါးနဲ့ပြန်ပြီးတော့ရောပလိုက်တယ်အရင်စားလို့ကောင်းတယ်ချိုးတယ်သူကချင်းကန်ဆက်အဘူတုတ်ပေါ့ထက်ငါဖယ်နဲ့တုံးမယ်နော်ငါဖယ်ကိုယ်တိုင်လုပ်တာငါဖယ်ကဒီထဲမှာထည့်မယ်ငါးမှုတ်တို့ပါလို့ထည့်တယ်နော်မြေပေါ်မှာဒီလိုမျိုးငါးကိုအမှုတ်
လုပ်တယ်ငါးမဟုတ်လုပ်ပြီးတော့နန်နန်ရဲငဖဲရဲဒီလိုမျိုးစားကြတာပေါ့တချို့လူတွေကစီကြိတ်ရင်စီထည့်ပြီးတော့စားတယ်စီမကြိတ်လို့ရှိရင်တော့စီမထည့်ဘဲနဲ့ဒီတိုင်းစားတာပေါ့ပြီးတော့ဟိုလေးစီချက်လေးလည်းထည့်တာပေါ့ဒါကတော့မုတ်တီအဘူးရှာဘူးတော့အရင်နဲ့ဒါရင်ညှိပစုံရင်ညှိပေါ့ပစုံကိုတီးတန့်လောက်တာရင်ညှိနဲ့လောက်တာဒီနေ့ရောင်းမယ်ဆိုလို့ရှိရင်မနေ့ဖန်ကလေးကလောက်ထားတာပေါ့နော်ပြီးတော့ရေခဲဟို closing ထားလိုက်တာဒါကတော့ကြက်ပစုံရယ်ဒါကတော့ပစုံမီကချိုးမိုင်ပစုံမီကဒါလေးကတော့ပစုံနိုင်လွန် green ပစုံနိုင်လွန်ပေါ့ကိုယ်တိုင်လောက်တာဒါတော်တော်အချိန်ပေးရတယ်လက်ဆက်တယ်တန့်ရှင်းတယ်ပြီးတော့ဟိုလူကြီးတွေအတွက်ပို့ပြီးတော့အဆင်ပြေတာပေါ့စားသုံးသူတွေအတွက်တော့ပို့ပြီးတော့အဆင်ပြေတယ်ကိုယ်တိုင်ကြိတ်တဲ့အတွက်ကြောင့်ဒါကိုယ်တိုင်လောက်တာဖြစ်တယ်တင်ဆန်းကတော့ရှိသေးတယ်တင်ဆန်းကတော့စုစုပေါင်း10မျိုးလောက်ရှိတယ်ဈေးကတော့သူကတစ်ပေါင်းကို3000တစ်ပေါင်းမှာ2ခုပါတယ်ရင်းနှီးဆိုလို့ရှိရင်3ခုပါတယ်အဲ့လိုမျိုးတော့ဟိုမပြေဘူး तू ကဟိုလူကြီးတွေစားလို့ရတယ်ဆိုတာ तू ကပစုံတွေဆိုလို့ရှိရင်ဈေးကဝယ်လာလို့ရှိရင် formula တွေပါတယ်လေ तू ကဟိုတာရှိခန့်တွေပါတယ်အဲ့ဒါကြောင့်သူ့ကို formula တွေတက်ရတယ်တက်တဲ့အခါမှာ45မိနစ်လောက်သူ့ကိုဂျုံတွေတကြားတွေနောက်ပြီးတော့တခြားပြာရည်တွေနဲ့ပေါ့အကုန်လုံးနှက်ပြီးတော့45မိနစ်လောက်ထားရတယ်45မိနစ်2နာရီ3နာရီလောက်ထားရတယ်ပြီးတဲ့အခါမှာ45မိနစ်ဆေးရတယ်ဆေးပြီးတဲ့အခါမှာသူ့ကိုပြန်ပြီးတော့ဂျုံရိတ်ဆဲနဲ့ရိတ်ရတယ်ရိတ်ပြီးတဲ့အခါမှာဒါကို closing ထားရတယ်လုံးဝအပြင်မှာထားလို့မရဘူးအပြင်ကဘက်တီးရီးယားပိုးတွေတွဲမှာဆိုလို့ပြီးတဲ့အခါမှာစားတဲ့အချိန်မှာပဲပြန်ပြီးတော့ပေါင်းရတာပေါ့နော်ဒါကဟိုကြက်ပစုံပြန်စမ်းဒါကတော့ nylon green nylon ဒါကတော့ပစုံမီကချုံးမိုင်ပစုံမီကဒါတော့ရည်ညှိပစုံရည်ညှိအရင်စားကောင်းတယ်လက်ဆက်တယ်ဒါကနန်းတင်ဆန်းဖွင့်တာကအမတို့တလကြော်ပဲရှိသေးတာဗောနော်ဒီကိုရောက်တာလဲတိတ်လည်းမကြသေးဘူးဆိုတော့လေတင်ဆန်းတို့ဒီတခြားဟိုရခိုင်အစားအစာရောင်းမယ်ဆိုပြီးတော့ဟိုဖွင့်လိုက်တာဗောကိုယ်တိုင်လည်းကြိတ်တယ်ပြီးတော့စားသုံးသူတွေအနေနဲ့လည်းအရန်စားရတာအဆင်ပြေအောင်လို့ပေါ့နော်ဖွင့်လိုက်တာဖြစ်ပါတယ်ဟိုကိုအကျိတ်ပေါ့ကိုကရခိုင်မုတ်တီဆိုရင်မနေ့ဆိုလို့ရှိရင်ရခိုင်ဒေသမှာ breakfast ပုံစံမျိုးစားကြတယ်ဒါအဘူးရှာဘူးအရေးပေါ့အဘူးရှာဘူးအရင်မှာငမှုတ်ထက်မယ်ဝက်စီဖတ်ထက်မယ်ရခိုင်အစားအစာကိုပေါ့ရခိုင်အစားအစာကို breakfast ပုံစံမျိုးစားကြတယ်မုတ်တီတွေပေါ့စက်သားရယ်ငချွေရယ်ရောပြီးတော့ချက်ထားတာပေါ့အဘူးရှာဘူးအရင်စားလို့ကောင်းတယ်တဝက်စီဖတ်တုပ်ဆိုပြီးတော့ရောင်းတာရှိတယ်ဝက်စီဖတ်ကိုဝက်ခောက်တုပ်ပေါ့ဝက်ခောက်တုပ်ကိုတီးတန့်ရခိုင်တုပ်ရောင်းတာရှိတယ်ဝက်ခောက်တုပ်ရခိုင်တုပ်ပေါ့အမတို့ကိုယ်တိုင်လောက်တာတရားရခိုင်တုပ်ငရုတ်သီးကိုဖုတ်ထားတာရယ်ငရုတ်ကောင်းကြက်သွန်ဖြူလေးရယ်အဲ့ဒါလေးနဲ့တုပ်မှာပေါ့တခွာသီးရယ်စားရယ်မယန်းချင်ကအချင်ကဲတယ်ငရုတ်သီးထည့်မယ်ဒါတော့ငရုတ်ကောင်းကြက်သွန်ဖြူလော်ပြီးတော့ထောင်းထားတာတန်ပြသီးညှစ်မယ်ဒါဝက်စီဖတ်တုပ်ရခိုင်တုပ်ပေါ့တခွားသီးရယ်ကြက်သွန်ရယ်ပြီးတော့တန်ပြသီးရယ်အဲ့လိုမျိုးငရုတ်သီးလေးနဲ့တုပ်ထားတာပေါ့ချင်းဆက်လေးချင်းငံဆက်ရမ်းစားကောင်းတယ်ဒါကတပွဲကို9000တစ်ရက်စာ2ရက်စာလောက်လုပ်လိုက်တယ် ready made ကမတုံးဘူးကိုယ်တိုင်လုပ်တဲ့ကြက်သွန်ဖြူရောငရုတ်သီးစိမ်းအနီရောင်ပေါ့အနီရောင်ရယ်နောက်ပြီးတော့ရှီလီဆုပ်အဲ့ဒါတွေရောပြီးတော့အမကိုယ်တိုင်ကြိတ်တာဒါအချိုတုံးမှာဒီလိုမျိုးအာလူးကိုပြုတ်တယ်ပြုတ်ပြီးတဲ့အခါမှာပြန်ပြီးတော့စီလေးနည်းနည်းထည့်ပြီးတော့ဆနွင်းလေးနဲ့ပြန်ချက်တာပေါ့အမအချိုတုပ်တုပ်လို့ရှိရင်ဒီလိုအာလူးလေးနဲ့ဆိုပို့ပြီးတော့စိတ်ပြီးတော့စားကောင်းတယ်ငါပြုတ်ပြီးတဲ့အခါမှာပြန်ပြီးတော့အမှုတ်လုပ်ရတာပေါ့မြေပေါ်မှာဆိုလို့ရှိရင်ဒီမုတ်တီတုပ်လို့ရှိရင်ဒီငါးမှုတ်ကိုပါရတာငါးမှုတ်ပါတဲ့အခါမှာပို့ပြီးတော့အရသာပို့ပြီးတော့စားကောင်းတယ်လော်ပြီးမှ data style ဟုတ်တယ်အမတို့ဒီမြေပုံ data မှာဒီလိုပဲစားရလေ
ဟိုကငရုတ်ကောင်းမဟုတ်ဘူးငရုတ်ကောင်းစီကိုအမတို့လှော်လိုက်တာလှော်ပြီးတဲ့အခါမှာပြန်ထောင်းတာပြန်ထောင်းပြီးတဲ့အခါမှာအဲ့ဒါညက်သွားပြီဆိုတဲ့အခါမှာစစ်တုံဖြူကိုရောပြီးတော့ပြန်ထောင်းတယ်အဲ့ဒါကျမတို့ဒေတာရဲ့အစားအစာပေါ့အော်ဒါလက်ခံတယ်အော်ဒါကိုကြိုပြီးတော့မှာရမှာပေါ့နော်တရက်ကြိုပြီးတော့မှာလို့ရှိရင်တော့အမတို့လက်ခံပါတယ်မုတ်ဖက်တွေလည်းဝယ်ချင်လို့ရှိရင်လည်းတရက်ကြိုပြီးတော့မှာပေါ့နော်အဲ့လိုဆိုလို့ရှိရင်တော့အမတို့ညှစ်ပေးပါတယ်ဆိုင်ကလေမနေ့7 နာရီညနေ7 နာရီပိတ်ရက်ကတော့တလင်းဝင်နေတရက်ပိတ်ပါတယ်ဟုတ်လမ်းကဒီကြီးမြင့်နိုင်ဘက်ကလာလို့ရှိရင်တော့ကြီးမြင့်နိုင်အပေါ်လမ်းကကြီးမြင့်နိုင်မှတ်တိုင်ညဈေးမှတ်တိုင်မှာဆင်းလို့ရှိရင်ဒီတန်တရာလမ်းကိုတရက်ရောက်တာပေါ့ဒီဘိုဟိုလမ်းနဲ့ပုံနီးတယ်ဘိုဟိုလမ်းနဲ့ဒီကွာဈေးနာကြားမှာပေါ့ဒီကွာဈေးဘိုဟိုလမ်းဘက်ကလာလို့ရှိရင်တော့တန်တရာလမ်းဒီတန်တရာလမ်းဟို3တိတ်မြောက်ဆိုလို့ရှိရင် GNG စိန်ကိုတွေ့မှာပါတန်တရာလမ်းပေါ့အိမ်နံပါတ်68တန်တရာလမ်းမြည်ပေါ့အန်ဂျိုဆိုင်ကအချို့ပေါင်းထားရရမယ်အဲ့ဒီမှာဘဲဥပါတယ်ပေါ့နော်ဘဲဥကတော့2မျိုးရှိတယ်ဘဲဥချင်းဟင်းရယ်ဟောပေါင်းတွေကဘဲဥရ2မျိုးရှိတယ်ဒါကတော့အမဲနှက်မဲကြောဒါဝက်ဥချောင်းကြက်ဥချောင်းစိတ်သားစင်ကော6ကတော့2မျိုးရှိအန်ဒီတို့ကငနီရူနဲ့အာဘဲကြောက်လေးနဲ့2မျိုးရှိတယ်တက်တက်လွတ်စားတဲ့သူတွေဆိုလို့ရှိရင်တော့ပဲပြုတ်ရှိတယ်မနေ့9နာရီဆိုရင်စရပြီပေါ့နော်စရပြီအန်ဒီတို့က10နာရီလောက်ဆိုတော့ဟင်းရမစုံတော့ဘူးနောက်ကြဆုံးက9နာရီခွဲလောက်ထိရှိရှမ်းလက်မှတ်တိုင်နဲ့အန်ဒီတို့ကနည်းနည်းဟောပေါ့မစ်စနစ်ဆိုင်မင်းပေါ့နော်ဒါကတော့စက်သားနဲ့အာလူပေါ့ငဖဲရှိမယ်ဒါကတော့ငဖဲချင်းမောင်ကျော်လေးကတော့အမြဲချင်းမောင်ကျော်အမြဲတမ်းရတယ်ဟာလေးကျွန်တော်လည်း hard right ဆိုတော့မားရီ1000နန်းကတပွဲဒါလေးခဏလေးပါနော်ဝက်တပွဲမဲတပွဲထုတ်မလားဘူးလားရေးပါဆယ်ထုတ်မယ်ဆရာအတွက်မောင်လေးရောပါနဲ့စားမယ်ဟုတ်လိုက်ပွဲ900ပါလိုက်ပွဲကတပွဲ900ပါဒါလေးဟင်းဝဲအမေလေးပဲဒါလေးခဏလေးပါနော်ဒါလေးကကျဲဥကျော်ပါလားအဘဲကြောက်ပဲလားအမေနဲ့အမေဘယ်သူတွေ့လဲအကိုကြီးလားထည့်မလားသားဒါတော့ဘွဲအမေနဲ့နော်အန်ဂျိုဆိုင်ကအချို့ပေါင်းထားရရမယ်အဲ့ဒီမှာဘဲဥပါတယ်ပေါ့နော်ဟုတ်ကဲ့ပေးမယ်နော်ဒါရေပဲပြုံးနေက1500ဘာတော့ထမင်းလို့တပွဲကို1000ပါတက်တက်လို့ပဲပြုတ်နေဆိုလို့ရှိရင်1500ပြီးတော့ဟိုပါပေါ့ချင်းမောင်ကျော်နဲ့လည်း1500ပဲပြီးတော့ဝက်ချိုအမဲနဲ့အသားဟင်းနေပေါ့အသားဟင်းနေနဲ့ဆိုရင်တော့4000ပါဘဲဥချင်းနဲ့က2200ပါကျဲဥကျော်က2000ပါဝဲဥချောင်းကျဲဥချောင်းနဲ့ဆိုရင်2500ပြီးတော့ငချောက်ကြော်လေးနဲ့ဆိုလို့ရှိရင်တော့ငချောက်ကြော်လေးနဲ့ကတော့3000ပါကျက်ဦးနဲ့က3500ပါဒါပါရေးစမ်းမရကျက်တို့ပြူလေးထက်ပေးပါအောင်ထည့်ပေးဦးဒါလေးကကျက်ဦးကြော်ပါလားအဘဲကြောက်ပဲလားဆရာဘာနဲ့စားမလဲဘဲဥချင်းလားဝက်ပေါင်းတွေကဘဲဥလားဆရာဒါဝက်ပေါင်းတွေကဘဲရမြပါဤွားလဲဝက်ချိုနဲ့ထမင်းပြူကိုလိုက်ပွဲလေးထည့်ပေးရမယ်နော်သမီးထမင်းပြူလေးသွားခူးပေး
ဒါဟုတ်ရပါတယ်ရှင်မားရေ1000နဲ့ငါတပွဲ2000ပဲ၄ပွဲအပါဆယ်ပါလားခလေးပါဆယ်ပါအပါ၄ပွဲဆိုရင်8000ပေါ့သားအမေနဲ့အမေဘယ်သူတွေ့လဲအကိုကြီးလား好嘞，高比金也得叫。这都高比金里边是，太没了，太没了，有的人嘛把没呢。ဒါကြက်ရည်ပဲနော်ဟုတ်ဒါရေဝါ4500ဆိုတော့9500 9900ပါအပါရဲ့ဝသား3တက်သားမရှိရပါ2000ပါမယ်ရောဒါဘဲဝရေဆမ်းမယ်ကျဲဥကြော်မယ်အပါရဲ့လိုက်ပွဲယူမယ်အမဲကြော်ရဲ့ချင်မောင်ကြော်ရဲ့ကြက်ဥလေးရဲ့လိုက်ပွဲသုံးထိုင်ရနေရမရှိလို့ဟုတ်ဒီဝက်ချူအသားရည်မြန်စသားအလူပါတယ်ငါဖဲပါတယ်ဒါရယ်ဟေးဟုတ်တာဝေးလေးပဲစမ်းဒါလေးရပြီဟင်းလိုထားယူပါကျင်ရုပ်တိကျော်လိုတာလေးပြောပါနော်ပြောဒါတစ်မျိုးပြီးသွားပြီမမုတ်တာအမောက်ဖဲပြီဒါလိုက်ပွဲယူမယ်ဝက်ရည်ပဲနော်ဟုတ်တယ်ဟုတ်လားကျောင်းဟုတ်ပါကျောင်းဟုတ်ပါဒါကျဲဥကြော်လိုက်မယ်နော်အန်တီတို့ရဲ့အရှိမဟိုဟာရှမ်းလက်မှတ်တိုင်ရှိရတာရှမ်းလက်မှတ်တိုင်နဲ့အန်တီတို့ကနည်းနည်းဟိုပါပေါ့မျက်စင်းနဲ့ဆိုင်မယ်ပေါ့နော်အော်မနေ့9နာရီဆိုရင်စရပြီပေါ့နော်စရပြီအန်တီတို့က10နာရီလောက်ဆိုတော့ဟင်းရမစုံတော့ဘူးနောက်ကြဆုံးက9နာရီခွဲလောက်ထိရှိတယ်ဟုတ်အန်တီတို့ရဲ့ဘေးမှာလည်း V47 ရှိရတာညရမဲချော်လေးနဲ့တပွဲမကြီးဟင်းစမ်းပေးရမလားဟုတ်ကဲ့ဟုတ်ကဲ့ပေးမယ်နော်